နိုင်နူးကြောင်ပြီးရှောက်လုပ်ခဲ့ကြတယ် TikTok ပေါ်က trend များနံပါတ်1သေးပေါက်ချတဲ့ challenge ဒီ challenge ကတော့အိမ်ထိုင်ပြီးအားရနေတဲ့ COVID ကာလကြီးထဲမှာစပြီးနာမည်ကြီးခဲ့တဲ့ trend ဖြစ်ပါတယ်။ဘောင်းမီတွေကိုသေးပေါက်ချပြရတဲ့ challenge ပါ။ဒီစိန်ခေါ်မှုကြီးကိုစတင်ခဲ့တဲ့သူကတော့ TikTok ပေါ်က Lion ဆိုတဲ့အကောင့်ပဲဖြစ်ပါတယ်။ TikTok ဘက်ကနေတော့ဗီဒီယိုကိုစံနှုန်းနဲ့မညီဘူးဆိုပြီးတော့သူ့ရဲ့ဗီဒီယိုကိုပြန်ပြီးဖျက်ချခဲ့ပါတယ်။ဒါပေမဲ့ TikTok ဆိုတာကလည်းပေါက်ပန်း40ဆိုရင်ချက်ချင်းထပ်ပေါက်လေးရှိတာကြောင့် Lion ရဲ့စိန်ခေါ်မှုကလည်းနေချင်းညချင်းနာမည်ကြီးသွားခဲ့ပါတယ်။ TikTok တစ်ခွင်မှာလည်းဒီ trend ကို join နေသူတွေများလာပြီးတော့ TikTok တစ်ခုလုံးပန်းပွဲတော်ကြီးဆင်နွှဲခဲ့ကြပါတယ်။ဒီ trend ကတော့အများစုယောက်ျားလေးတွေပဲ join ခဲ့ကြတာဖြစ်လို့တော်တော်လေးစိတ်ညစ်ဖို့ကောင်းတဲ့ trend တစ်ခုဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံကြီးကူးစက်မလာတာကိုပဲတော်တော်လေးကျေးဇူးတင်ရပါတယ်။နံပါတ်2 Beer Lane Challenge ပြီးခဲ့တဲ့2023ခုနှစ်တုန်းကမှနီလောင်ခန်စန်းခရင်နဲ့ပတ်သက်ပြီးတော့ TikTok ပေါ်မှာအငင်းပွားမှုတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့စန်းခရင်သုံးဆွဲခြင်းကအရေးပြားကင်ဆာဖြစ်နိုင်ရရှိတယ်ဆိုပြီးတော့စန်းခရင်အများစုမှာဘန်ဇင်းလို့ခေါ်တဲ့ဓာတုဓာတ်တစ်မျိုးပါဝင်တာကြောင့်ကင်ဆာဖြစ်စေနိုင်တယ်ဆိုပြီးတော့အငင်းပွားခဲ့ကြတာဖြစ်ပါတယ်။အနောက်နိုင်ငံတွေမှာကစန်းခရင်လေးမီနီပူစာလုံးလေးရှိတာကြောင့်လူအများစုကလည်းဒူလောဖြစ်လာခဲ့ကြပြီးတော့စန်းခရင်တွေကိုခိတ္တရှန်နာခဲ့ကြပါတယ်။စန်းခရင်တွေမသုံးရင်ဘာသုံးမှမလဲဆိုပြီးရှာဖွေကြည့်လိုက်တဲ့အခါမှာတော့လူကြီးမင်းတို့တိတ်ကြိုက်တဲ့ဘီယာကိုရှာတွေ့သွားပါတယ်။ဘီယာမှာကအသားရည်ကောင်းစင်တဲ့မီလန်နင်းတက်ပါဝင်ပြီးတော့ခရမ်းလုံရောင်ကြီးကိုလည်းကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။အဲဒီကနေလူတွေလည်းစန်းခွင်နေစားဘီယာတွေလင်းခဲ့ကြပြီးတော့ဘီယာလိမ့်တဲ့ challenge ကြီးစတင်သွားခဲ့ပါတယ်။တချို့ကလည်းဘီယာလိမ့်ပြီးနေပူစာလုံခြင်းရဲ့ before and after အသားအရည်တွေကိုပါချပြလာခဲ့ပါတယ်။တချို့ဆိုရင်လိုချင်တဲ့တုံးကာလာကိုပါရရှိသွားလို့ဆိုပြီးတော့တော်တော်လေးဝမ်းသာပီတိတွေဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာသိပ္ပံနီးကြစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဘီယာလိမ့်ပြီးနေပူစာလုံခြင်းကဘာအကျိုးမှမရှိဘူးဆိုတာကိုတွေ့ရပါတယ်။တကယ်တော့စန်းခရင်မှာဘာဘန်ဇင်းဆိုတဲ့ဓာတ်တစ်ခုမှမပါတယ်လို့ကင်ဆာဖြစ်နိုင်တယ်ဆိုတာလည်းလုံးဝမဟုတ်ပါဘူး။တကယ်တော့ကင်ဆာမဖြစ်တဲ့အပြင်ကမှအရေးပြားကင်ဆာကိုတောင်ပို့ပြီးကာကွယ်နိုင်သေးတာဖြစ်ပါတယ်။ဒါကြောင့်နောက်ပိုင်းမှာလူတွေလည်းစန်းခရင်တွေကိုပဲပြန်လင်းခဲ့ကြပြီးတော့ဘီယာတွေကိုလည်းထပ်ပြီးမဖြုံသေးကြတော့ပါဘူး။နံပါတ်3ချီးမပါတဲ့ challenge ဒီ challenge ကတော့ဇူလိုင်လတစ်လလုံးချီးလုံးဝမပါတဲ့ challenge ပဲဖြစ်ပါတယ်။ဒီ trend ကလည်း COVID ကာလမှာပဲစခဲ့တာဖြစ်ပြီးတော့ TikTok ပေါ်ကနေပဲစပြီး trend ခဲ့တာပါ2020ခုနှစ်ဇူလိုင်မှာ Okron ဆိုတဲ့အကောင့်ပိုင်ရှင်ကတစ်လလုံးချီးလုံးဝမပါဘူးဆိုပြီးတော့ Day 1 video ကိုစတင်ခဲ့ပါတယ်တကယ်ဟုတ်လားမဟုတ်လားတော့မသိပေမဲ့မျက်နှာကြီးကတော့တော်တော်လေးအောင်ထားတဲ့ပုံရပါတယ်အဲဒီလိုနဲ့လောက်ဝက်တော့ရောက်တဲ့အချိန်မှာတော့သူလည်းပဲကြာရှုံးသွားတဲ့အကြောင်းကိုဝန်ခံခဲ့ပါတယ်ဒါပေမဲ့ဒီကိစ္စကဒီမှာတင်ရက်တက်မသွားခဲ့ပဲနဲ့နောက်နှစ်ဇူလိုင်ကိုပြန်ရောက်တဲ့အခါမှာတော့ဒီ challenge ကလည်းတစ်ဖန်ပြန်စတင်လာခဲ့ပါတယ်ဒီတစ်ခါမှာတော့ Okron တယောက်တည်းမဟုတ်တော့ဘဲနဲ့ TikTok ပေါ်ကတခြားသူတွေကပါဒီ challenge ကိုလိုက်ပြီး join ခဲ့ကြပါတယ်တချို့ဆိုရင် one page ဆေးတွေပါတောက်ပြပြီးတော့အမှန်ကန်တွေလုတ်ပြခဲ့တာကြောင့်ဆရာဝန်တွေပါဝင်ပြီးတော့တားမြစ်ခဲ့ရပါတယ်ဒါပေမဲ့ဒီကိစ္စကဘယ်သူမှအိမ်သားရေးလိုက်ပြီးမကြည့်နိုင်တာကြောင့်တကယ်ဟုတ်လားမဟုတ်လားဆိုတာကတော့ကိုယ်ကိုယ်တိုင်ပဲသိမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အချီးပါဆုံး challenge မှာဆိုရင်တော့လူချင်းမင်းတို့ထိတ်ဆုံးကနေသွား join ရမှာပါနံပါတ်4 serial challenge ဒီ challenge ကတော့ရီးစားရှိတဲ့သူတွေပဲ join လို့ရမှာပါဒါကြောင့်အခုကြည့်နေတဲ့အထက်မှာရီးစားမရှိတဲ့သူတွေပါတယ်ဆိုရင်အခုကတည်းကထွက်သွားကြဖို့အကြံပေးချင်ပါတယ်ဒီ challenge ကတော့ရီးစားမဆက်တွေကစားစရာတွေကိုဇွန်းနဲ့ခတ်စားပြတဲ့ challenge တစ်ခုရီးစားရှိတဲ့သူတွေကတော့ရီးစားကိုဘယ်လောက်ချစ်ကြောင်သက်သေပြတဲ့အနေနဲ့မျက်စိနှောင်ကို join ခဲ့ကြပါတယ်ရီးစားမရှိတဲ့သူတွေကလည်းအိမ်ကခွေးတွေကြောင်တွေခေါ်ပြီးတော့အားကြမခံကို join ခဲ့ကြပါတယ်လူချင်းမင်းတို့လည်းသူများမဆက်တဲ့ဟာတွေစားကျင်တယ်ဆိုရင်ရီးစားသာအရင်ရှာကြဖို့အကြံပေးချင်ပါတယ်အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်